Hello, Tutti guarda la gente, come non abbiamo mica una tutti poli di chi se ne va, ci sono vari, se non me ne vedo che lì da una sala bodo mi che non te ne sa chi, ma c'è, non va, quindi io non ti da più ci va, non ti si ne mi sa di ma che non è tutti poli di chi se ne o, surprise maybe a be bodo so ci va, quindi fai io di chi so ci va, là ci ha lì ne, lo che fa,ကျွန်တော်မျိုးတွေမြင်ရနေပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတင်ပေးခဲ့ပါတယ်ခင်ဗျ။အဲဒီထဲမှာနေပြီးတော့ဘရိတ်ကလွှဲပြီးကျန်တာအားလုံးနေပြီးတော့မှန်တယ်ဆိုတဲ့အကြောင်းကိုနေပြီးတော့ကျွန်တော်မျိုးတွေသိရှိမှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဒီကတော့တတိတာကြီးအနေနဲ့34လ2015ဗုဒ္ဓဟူးနေ့တနေ့စာကြီးအနေနဲ့ကျွန်တော်က၄ကိုရှောင်းအညီပြစားမယ်ခင်ဗျတနေ့စာကြီးက၄ကိုရှောင်းကျွန်တော်ကဏ္ဍ3လုံးပေးထားပြီone chain ကကျွန်တော်ကone chain ကြတော့ကျွန်တော်လက်ပြန်နေပြီးတော့ခုနှစ်ရှိတယ်ခင်ဗျခုနှစ်နဲ့63နဲ့ရှိတယ်ခင်ဗျone chainနော်one chain အနေနဲ့ကကျွန်တော်တို့ကခုနှစ်နဲ့63နဲ့ဒီစာကြီးကလည်း4 9 6 one chain ကခုနှစ်နဲ့63နဲ့one chain ပြီးရင်ကျွန်တော် break ကဘာရှိလဲမနေ့ပြန်အတွက်ကနေပြီးတော့3 T 8 break ရှိပါခင်ဗျမနေ့ပြန်အတွက်ကကျွန်တော် break အနေနဲ့က3 T 8 break ရှိပါတယ်ခင်ဗျအဲ့ဒါပြီးရင်ကျွန်တော်လုံးပါကျွန်တော်ခိုင်းပြနေရတိုင်းပဲကျွန်တော်လုံးပါကဘာကြည့်လဲဆိုရင်မနေ့ပြန်အတွက်ကခု5ရှိပါတယ်ခင်ဗျလုံးပါအနေနဲ့ခု5ရှိပါတယ်အဲ့တော့ကျွန်တော်အမျိုးတွေနေပြီးတော့ပေါက်ရှင်တို့ခွေရှင်နေဆိုရင်တော့ဒီကျွန်တော်ခုနပြောတဲ့ဒီနေ့စာကြီး4 9 6ကိုချိန်ပြီးတော့ခွေရမှာဖြစ်ပါတယ်ခင်ဗျ4 9 6တစ်ထက်တက်ကနေပြီးတော့ခွေရတဲ့ကဏ္ဍနေရာခု5 T 4 9 6ခု5 T ဆိုတဲ့ကဏ္ဍ6လုံးကိုချိန်ပြီးတော့ပြပြရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်မျိုးတွေနေပြီးတော့မှာတနေ့စာကြီးအနေနဲ့လည်းကျွန်တော်4 9 6ကိုပေးထားပြီ1 chain ကခုနှစ်နဲ့63နဲ့ကိုပေးထားပြီbreak က3 T 8 break ကိုပေးထားပြီလုံးမှန်ကကျွန်တော်ဘာရှိလဲမက်တဲ့အတွက်ကနေပြီးတော့ကျွန်တော်ပေးထားတယ်လုံးမှန်ကခုံကလေးတော့ကျွန်တော်ပေးခဲ့တဲ့လုံးပိုင်က4ချစ်ဘူးခုံကနော်အဲ့ဒါရင်ခွေနီနဲ့နေပြီးတော့ကျွန်တော်က4 9 6ခု5 T ဆိုပြီးတော့ကျွန်တော်ခွေရဲ့နီနဲ့ပေးထားတယ်ဗျကဏ္ဍ6လုံးကျွန်တော်ကြိုက်တဲ့ကဏ္ဍကိုပြောလို့ခင်ဗျမနေ့တော့လိုပဲကျွန်တော်ကြိုက်တဲ့ကဏ္ဍ3နှစ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီထဲမှာနှစ်သက်လုံးပါတယ်အဲ့တော့ကျွန်တော်ကြိုက်တဲ့ကဏ္ဍကိုပြောတာပါဘာရမယ်လို့အတိအကျမပြောလို့ပါဘူးခင်ဗျကြိုက်တဲ့ကဏ္ဍကိုပြောပါဆိုရင်မနေ့ပြန်တက်ကခုကြိုက်တယ်ခင်ဗျမနေ့ပြန်ခုတလုံးကြိုက်တယ်တော့ကြိုက်တဲ့ကဏ္ဍကကျွန်တော်တစ်တလုံးကြိုက်တယ်ခုတစ်တဲ့အတွက်ကြိုက်ဆုံးကဏ္ဍကိုပြောမယ်ဆိုရင်ခုတစ်ပါရမယ်လို့ကျွန်တော်မပြောပါဘူးခင်ဗျအဲ့တော့ကျွန်တော်မျိုးတွေနေပြီးတော့34လ2025ဗုဒ္ဓဟူးနေ့မှာတနေ့စာကြီးက4 9 6ဒီနဲ့ပေးထားပြီအဲ့တော့ one chain အနေနဲ့ကကျွန်တော်တို့ကခုနှစ်နဲ့63နဲ့ကျွန်တော်တွဲပြီးတော့ကစားမှာခင်ဗျခုနှစ်နဲ့63နဲ့ကိုနောက်ကဏ္ဍအနေနဲ့ဒီကပ်ပြီးတော့ကစားမှာခင်ဗျ break အနေနဲ့မနေ့ကအတွက် break single break ရှိပါတယ်ခင်ဗျ3 T 8 break ရှိတယ်အဲ့တော့လုံးပိုင်ကြတော့ခု5ရှိတယ်ခွေက4 9 6ခု5 T ရှိပါတယ်ခင်ဗျတော့ကြိုက်နေတဲ့ကဏ္ဍကိုလည်းကျွန်တော်ပြောပါပြီမနေ့ကနေပြီးတော့ကြိုက်နေတဲ့ကျွန်တော်အကြိုက်ဆုံးကဏ္ဍနေရာခု1ဆိုပြီးတော့ဒါကျွန်တော်ပြောထားပြပါပြီအဲ့တော့ကျွန်တော်မျိုးတွေဒီ one chain ဒီ key ဒီ break ဒီနဲ့တူတွဲပြီးတော့
ထိုးရအောင်ပဲကျွန်တော်ဒီဒီပတ်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုဖိုင်ပြီးဆုံးရေးပေးခဲ့တယ်ကျွန်တော်မျိုးတွေမနေ့က34ရက်2025ဗုဒ္ဓနေ့မှာဓမ္မများကြီးပေါက်နိုင်ပါစေလို့ဆုတောင်းပေးရေးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ